machine ကြတယ်လေငါကိုကမြင်လာနဲ့ကိုစားကြည့်ပါလားဒီခေါ်လဲခွာထားကြတယ်ငါတော့လာဒီနေ့ကတော့ရာတော့သူတို့မိသားစုကကလောရဲ့9ရက်တစည်းကျင်းမာတဲ့ဈေးနေလေးကိုသွားပြီးတော့ဒေသစာလေးတွေနဲ့ရာတော့သူတို့အရင်အတွက်လိုအပ်တာလေးတွေကိုဝယ်ခဲ့ကြပါတယ်ကလောကလည်းဖက်ချောက်ခံထားတာဒါလေးကတော့ရာတော့သူတို့တဲတဲ့မြင်းကရွာ SK Home Vacation Home ကနေပြီးတော့မြင်ရတဲ့မြင်ကွင်းလေးတွေပါမဘိုင်းလုံးတော့အစားစားနေတော့မယ်အေးလူဒီနေ့ကတော့ကလောမျိုးရဲ့9ရက်တစည်းဈေးနေလေးဆိုတော့လူလဲစီကားပြီးတော့ဝယ်စရာတွေလည်းပေါ်ပါတယ်ဟိုမှာမလန်လေတော့ရာတော့သူဒီမှာတအားကြီးတာဒါကဟိုအစလုံးငါးတာငါးပြီအခုတန်တယ်လေရောမယ်ရေးလေးစိတ်တိုင်းကြီးပြန်ချလိုက်ရင်ဟိုငရှင်း60တို့ပါလို့လေဒါငရုတ်သီးနဲ့အသားထွင်ကြီးကြော်ရမယ်ဒါ machine ကြတယ်လေတကယ်နခါငါလည်းလည်းရှောက်ပေးမယ်ခရမ်းနှကောင်ကြတဲ့ငရမရအဲ့လည်းတစ်ခုပဲဟုတ်ကဲ့သူနှခမ်းမပြောင်းနေလို့မရမှလိုက်တာဒီကခုပြရမလားတကယ်ရှိရတယ်တကယ်ရှိတာလေးမအောင်တဲ့ချမ်းသာတို့ရကုန်ငုံနဲ့ဒီကအခုံပါပြီးတော့အသိထားလိုက်ရကြော်သားကြအောင်ဒီစားအောင်လေးဆိုတမျိုးလေးနော်ကင်းဒါကလုံးကကင်းမုံလေးပေါ့ညကူကတပိတ်တော့တောင်းနေစီအရင်အဖေအရင်စိတ်ဝင်တာငါကိုကမြင်လာနဲ့ကိုစားကြည့်ပါလားရာကုန်ဦးတဲ့ဟိုရောင်းနေသူကကောင်းတယ်ဆိုလို့ဟုတ်လားမဟုတ်လားလက်ပြစားကြည့်နေတာကောင်းတယ်ကောင်းတယ်ကောင်းတယ်ဆိုဖိတ်ထဝယ်ရမှာမပါဘူးကြဒီကတော့အစင်ဟုတ်ကဲ့မောင်စားရတော့ခဏဝယ်ယူပါဒီခေါ်လဲခွာထားကြတယ်ငါတော့နားလိုက်တောင်မွားကင်းမုံတီးရထူးဆန်းလို့ဝဲလာတာဒီနေ့ easy ငပိချိုနဲ့စားဖို့ဆိုပြီးအကုန်ပြုတ်ထားဒါကကြတော့ဖယုံသီးဒါကတော့ရတော့သူတို့အိမ်ကနေယူလာတဲ့ easy ရဲ့စီတိုဘူးလေးတွေပါခရီးသွားရဲနဲ့လမ်းမှာလိုအပ်တဲ့သူတွေ့ရင်လှူလို့လဲရအောင်ရတော့သူတို့လည်းစားလို့ရအောင်များများလေးယူခဲ့ပါတယ်မနက်ကကလောစီးတွေကလေတိုးစရာလေးတွေဝဲလာတာအဲ့ဒါဒီနေ့ဒီကကင်းမုံသီးတယ်ဒါပေမဲ့သူအဖျားချွန်ချွန်လေးတွေတို့ဘက်ကတရသီးနဲ့တို့ဘက်ကတရသီးနဲ့လည်းတူတယ်အစားတရသီးလေးတွေထင်းနေတာအဲ့ဒါဒီတိုးစရာလေးတွေပြုတ်ထားတယ်ပြီးတော့ဒီနေ့နေ့လဲစားအတွက်က easy ရစီတူဘူးလေးတွေနဲ့စားမှာငပိရေချိုရဲပြီးတော့ဒီ easy ရချက်မောင်ကျော်လဲပါတယ်ပြီးလို့ရှိရင်ငတလောက်ပေါင်းလဲစားမယ်ဒါကြောင့်စားပြီးရင်အချိုတဲကိုလို့နွားနှုတ်ငပြောပေါင်းလေးဟိလာခုခဏနေဒါလေးထည့်ပြီးထမင်းစားတော့မယ်တကယ်တမ်းကျတော့ဒီ easy စီတူဘူးလေးတွေကကျတော့စားကန်နေလို့ရှိရင်ဒီအပေါ်ကသူ့ရဲ့လေးပဲအပတ်လေးကိုခွာပြီးတော့လေရင်နွေးပုတ်ပုတ်စုလေးတွေကိုခဏလေးထည့်ပြီးကန်မှစားရင်ပို့ပြီးတော့ပူပူလေးနဲ့ပို့ပြီးတော့စားလို့ကောင်းတယ်အခုကကျတော့ခဏနေနောက်ထပ်သွားပြီးတော့ထက်လဲအောင်ပါဆိုတော့အချိန်မရတော့လို့ဒီတိုင်းပဲဖောက်ထည့်ပြီးတော့စားလိုက်တော့ဒါကတော့ရတော့သူတို့ယူလာတဲ့ easy ရဲ့ငတလောက်ပေါင်းလေးပါ easy ရဲ့ငတလောက်ပေါင်းလေးကကြတော့ထမင်းပူပူလေးနဲ့လည်းလိုက်ဖက်ပြီးတော့ခရမ်းညင်သီးတို့ကြက်သွန်နီးတို့ငြိုးသီးစိမ်းတို့နဲ့ငါးတက်တာတုတ်တယ်လို့တုတ်ဆိုင်လည်းကောင်းပါတယ်နှက်တို့လည်းရှိသေးတယ်ခိတန်းနဲ့တို့အမေနှက်တို့ကလည်းစားလို့ကောင်းတယ်ဒါလေးကတော့ပြုတ်ထားတဲ့တိုးစရာလေးနဲ့တွဲစားဖို့ easy ရဲ့ပြည့်နှစ်နေတဲ့ငပိရေချိုလေးပါဒါလေးကကြတော့ငတလောက်ပေါင်းနဲ့လေလိုက်အောင်ချက်မောင်နဲ့မြင့်နဲ့ကြော်ထားတာလေးပါအဲ့ကစားနေပါလေဆိုအနက်နေရဆွဲဆောင်အမေတို့စားလို့ရပြီ easy ရဟင်းလေးတွေနဲ့တို့စရာအစုံနဲ့ထမင်းစားလိုက်ပါအောင်မယ်အားလုံးလည်းစားဖို့ဖိတ်ခေါ်ရတယ်နော်အဖေဒါကြတော့ကလောစီတွေကဝဲလာတဲ့ကင်းမုံသီးတဲ့သူကဒီမှာတရတိလေးနဲ့တွေ့နော်အေးဟုတ်ပါဒုစရာအဲ့ဒါပြုတ်ထားတာဒါကြတော့ဖယုံသီးပြုတ်ထားတာဒါ easy ရချက်မောင်ကျော် easy ရငပိရေချို easy ရငတလောက်ပေါင်းဒီမှာရင်နွေးကြောင်းနော်အဖေကလောကလည်းဖက်ချောက်ခတ်ထားတာအဖေကိုတလောက်ပေါင်းကစိတ်ကြက်ယူစားလို့ရအောင်ချက်မောင်ကျော်ပဲဥချလိုက်မယ်နော်ချက်မောင်ကျော်အဖေတို့ဥချတာမြင့်လဲပါတယ်နော်မြင့်လဲပါတယ်မြင့်တွေအများကြီးမြင့်တွေစိမ့်လဲပါတယ်အေးဒါလေးကအမေတို့ဟာငါတို့လည်းနှံ့တယ်ကောင်းပါရောဟာ
တရားပေါင်းစားဒီလိုလေးနူးအင်းနေမှကိုကောင်းတာသူတို့ကလည်းကင်းမုန်ကြီးကချိုးတာပဲနော်အရသာလူလူပဲ မှောင်ရောမိမနေမှောင်ရောကောင်းတယ် သူကခိုင်းရစလုံးနဲ့စားနေရဆိုပကံများနဲ့စားတမျိုးပြင်နေတာနော် အဖေအားမရအောင်နုဤ ဟုတ် ဒါလေးကတော့ထမင်းစားပြီးတော့အချိုတဲဖို့လို့ easy နွားနှုတ်ငပြောပေါင်းလေးဖောက်လိုက်ပါအောင်မယ်အချိုပွဲလေးဆက်ပြီးတော့စားလိုက်ပါဦးမယ်အခုလိုမျိုးပဲနောက်ထပ်လာမယ့်ဘလိုလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာ